ရေကန်တဲ့ရေစင်ချိုဟိုကတခါတည်းအဲဝပြူငါပြုစုထားယူရထားစောင့်ရှောက်ထားတော့အောင်မယ်မေ့တောင်နေမျက်စိလဲနေပါလားဆိုတာကိုမေ့သွားတာနတ်သမီးတွေဘယ်လောက်ပြုစုကောင်းတယ်ဆိုတာတော့နော်အစာတော့စားဝယ်ရတော့ခွဲရဒီမုတ်ကခုံနေနဲ့ဖြောပြင်းပြီးအခန့်အတော်ဟုတ်နေတာအဲ့တော့ဥယျာဉ်ကြီးကြည့်လိုက်တော့လဲပန်းတွေကလည်းအစုံပွင့်တစ်သီးဝလံနေနဲ့အိုးချင်းငဲ့ကလေးတွေသာသာယာနဲ့အမတန်သာယာတဲ့ဗိမာန်ကြီးနတ်သမီးက900ချောမောလပပြည့်ပြည့်တာတွေကြီးဆိုတော့ဘယင်ကြီးမိတ်မယ်ဆိုလဲမိတ်เสียပေါ့နော်ဒါပေမဲ့ဒါသူ့နေရာဟုတ်သလားမဟုတ်ပေမဲ့ဒီအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့တဏှာနဲ့ချော့ထားတော့ဘယ်သူကလွှမ်းမိုးထားလဲဘယ်သူနဲ့ချော့ခင်ဗျားတို့ကျုပ်တို့ဖြစ်เสียအဲ့ဒါနော်ကိုဘဝရဲ့အခြေအနေလေးကိုตาရစရာလေးတစ်ခုတွေးလိုက်ဒီဘက်ကဖြစ်နေတဲ့ဒုက္ခလေးမေးဖို့မေးဗရမေးပြီးတော့အပျော်ကြီးပျော်နေကြတာပျော်စရာအချိန်ဟုတ်မှမသိမဟုတ်မှမသိตาရအပ်တဲ့အချိန်ဟုတ်မှမသိမဟုတ်မှမသိตาရစရာနေရဟုတ်မှမသိဖြစ်နေကြတာကသဘောပါသလားနေလေးစင်ပြေလိုက်မလေးဟုတ်ပြီပြောနေတာနောက်ကဒုက္ခကိုမေ့နေအခုလည်းမင်းကြီးတကယ်ကတောလေထွက်ရင်လမ်းမလာတာသူ့အတွက်အသက်အန္တရာယ်နီးတယ်အမှန်တန်ကြောက်ရွံ့နဲ့သွားရင်လာရင်ချွေးတွေပါလေပြန်လို့သိတော့မှာပဲဆိုတဲ့ချိန်ဗိမာန်နဲ့သွားတွေ့သွားပြောရေကန်တဲ့ရေစင်ချိုဟိုကတခါတည်းအဲဝပြူငါပြုစုထားယူရထားစောင့်ရှောက်ထားတော့အောင်မယ်မေ့တောင်နေဘာလန်တိမင်းလေနော်အချော့ကောင်းတော့မေ့အဲ့ဒါမေ့နေရကနေညချမ်းကြတော့တကောင်ချိန်လောက်ကြတော့သူတို့တောက်လို့စားလို့ပျော်လို့ပါလို့ကောင်းတော့သူ့ဘေးကနတ်သမီးလေးကနတ်သမီးပဲဆိုကြပါစို့နော်တကယ်တော့ပိတ်တာလေရေကန်တဲ့ရေစင်ချိုဟိုကတခါတည်းအဲဝပြူငါပြုစုထားယူရထားစောင့်ရှောက်ထားတော့အောင်မယ်မေ့တောင်နေမျက်စိလဲနေပါလားဆိုတာကိုမေ့သွားတာနတ်သမီးတွေဘယ်လောက်ပြုစုကောင်းတယ်ဆိုတာတော့နော်အစာတော့စားဝယ်ရတော့ခွဲရဒီမုတ်ကခုံနေနဲ့ဖြောပြင်းပြီးအခန့်အတော်ဟုတ်နေတာအဲ့တော့ဥယျာဉ်ကြီးကြည့်လိုက်တော့လဲပန်းတွေကလည်းအစုံပွင့်တစ်သီးဝလံနေနဲ့အိုးချင်းငဲ့ကလေးတွေသာသာယာနဲ့အမတန်သာယာတဲ့ဗိမာန်ကြီးနတ်သမီးက900ချောမောလပပြည့်ပြည့်တာတွေကြီးဆိုတော့ဘယင်ကြီးမိတ်မယ်ဆိုလဲမိတ်เสียပေါ့နော်ဒါပေမဲ့ဒါသူ့နေရာဟုတ်သလားမဟုတ်ပေမဲ့ဒီအဝိဇ္ဇာကလွှမ်းမိုးထားပြီးတော့တဏှာနဲ့ချော့ထားတော့ဘယ်သူကလွှမ်းမိုးထားလဲဘယ်သူနဲ့ချော့ခင်ဗျားတို့ကျုပ်တို့ဖြစ်เสียအဲ့ဒါနော်ကိုဘဝရဲ့အခြေအနေလေးကိုตาရစရာလေးတစ်ခုတွေးလိုက်ဒီဘက်ကဖြစ်နေတဲ့ဒုက္ခလေးမေးဖို့မေးဗရမေးပြီးတော့အပျော်ကြီးပျော်နေကြတာပျော်စရာအချိန်ဟုတ်မှမသိမဟုတ်မှမသိตาရအပ်တဲ့အချိန်ဟုတ်မှမသိမဟုတ်မှမသိตาရစရာနေရဟုတ်မှမသိဖြစ်နေကြတာကသဘောပါသလားနေလေးစင်ပြေလိုက်မလေးဟုတ်ပြီပြောနေတာနောက်ကဒုက္ခကိုမေ့နေအခုလည်းမင်းကြီးတကယ်ကတောလေထွက်ရင်လမ်းမလာတာသူ့အတွက်အသက်အန္တရာယ်နီးတယ်အမှန်တန်ကြောက်ရွံ့နဲ့သွားရင်လာရင်ချွေးတွေပါလေပြန်လို့သိတော့မှာပဲဆိုတဲ့ချိန်ဗိမာန်နဲ့သွားတွေ့သွားပြောရေကန်တဲ့ရေစင်ချိုဟိုကတခါတည်းအဲဝပြူငါပြုစုထားယူရထားစောင့်ရှောက်ထားတော့အောင်မယ်မေ့တောင်နေဘာလန်တိမင်းလေနော်အချော့ကောင်းတော့မေ့အဲ့ဒါမေ့နေရကနေညချမ်းကြတော့တကောင်ချိန်လောက်ကြတော့သူတို့တောက်လို့စားလို့ပျော်လို့ပါလို့ကောင်းတော့သူ့ဘေးကနတ်သမီးလေးကနတ်သမီးပဲဆိုကြပါစို့နော်တကယ်တော့ပိတ်တာလေ